1385 ခုနှစ်တဇောင်းမုံလဆန်း10 ရက်2023 ခုနှစ်နိုဝင်ဘာလ22 ရက်ပန္တိတိုင်းဒေသကြီးပြုံးနှင့်ခရိုင်ပြုံးနှင့်မြို့နယ်အောင်ချမ်းသာရွာဓမ္မသာယသာသနာစင်တာကျောင်း၌ဓမ္မရတိတပါဓမ္မရတိမဟာဓမ္မတပါဓမ္မယုံကျောင်းတော်ကြီးတွင်ဆင်ကျပါပြုလုပ်အပ်သည်ဓမ္မသာယသာသနာစင်တာကျောင်း၌တရင်သုံးတော်မူကြသောသံဃာတော်တို့ရှင်မြတ်တို့အားလှူဒန်းအပ်သည်မန္တလေးတိုင်းဒေသကြီးစင်ကူမြို့နယ်ကနောင်ကျေးရွာဥဇော်မျိုးထွန်းအားရည်စူး၍ကထိန်နာကဥဇော်မျိုးထွန်းကထိန်နာကမတော်ဝေဆံသာမောင်ချမ်းချမ်းစောသမီးမသစ္စာမျိုးဝေဖြိုးအောင်ရွှေဆိုင်နှင့်ကောမစတိုမိသားစုတို့ကစင်ကြပါပြုတော်အသည်မှာကထိန်တော်အလှတော်မင်္ဂလာအခမ်းအနားနှင့်ကုသိုလ်ရှင်များတို့၏သောတုဇနာအကြောင်းဆောင်အတွက်လှူဒန်းခြင်းလှူတော်မင်္ဂလာအခမ်းအနားအနုမောဒနာနှင့်ဩဝါဒတရားတရင်ညလာပြီးကြောတရက်ကနေပြီးတော့တစောင်းမုံလာပြီးနေ့ထိထေရဝါဒဘုရားဘာသာသာသနာထွန်းကားရာမြို့ရဒေသတွေမှာမြတ်စွာဘုရားခွင့်ပြုခဲ့တဲ့ကထိန်အလှတော်ကထိန်သင်္ကန်းဆက်ကလူတန်းခြင်းကထိန်ခင်းခြင်းဆိုတဲ့ကုသိုလ်မင်္ဂလာတွေကိုအထူးတည်းပြုစုပြီးတော့လှူဒါန်းကြတာဖြစ်တယ်ကထိနာဆိုတဲ့ပါဠိစကားကကုဆက်ဖြစ်ပေါ်လာတဲ့ကထိန်ဆိုတဲ့မြန်မာစကားအဲ့ဒီမြတ်စွာဘုရားကိုယ်တိုင်သုံးခဲ့တဲ့ကထိနာဆိုတဲ့စကားလုံးကိုကြောက်ပြုပြီးတော့ကထိန်အလှတော်ဒါတွေဖြစ်ပေါ်လာခဲ့တာအဲ့တော့ကထိန်သင်္ကန်းရဲ့ထူးခြားချက်ကလေးတွေကိုပြောရမယ်ဆိုရင်ကထိန်သင်္ကန်းဆိုတာတန်ခိကသာလှူရရတယ်တန်ဃာကိုသာလှူလို့ရတယ်ပုဂ္ဂိုလ်တူတယောက်ကိုလှူလို့မရဘူးနော်တန်ဃာကိုရည်စုပြီးတော့လှူတဲ့သင်္ကန်းတန်ခိကသင်္ကန်းဖြစ်ရမယ်ဒါကအချက်တစ်ခုလှူရမယ့်အချိန်ကာလကလည်းပဲတရင်ညွတ်လာပြီးတော့တရက်နေ့ကနေပြီးတစောင်းမုံလာပြီးနေ့နော်ဟိုဘက်မကူးခင်တစောင်းမုံလာပြီးနေ့အတွင်မှပဲလှူဒါန်းရမယ်အလှူကတဲ့ပုဂ္ဂိုလ်ကလည်းတန်ခါဖြစ်ရမယ်နော်လှူတဲ့ရက်ကလည်းပဲဒီတလအတွင်ဖြစ်ရမယ်ကျောင်းတိုင်းနဲ့ပြောမယ်ဆိုရင်တကျောင်းမှာတစ်ခါပဲကထိန်သင်္ကန်းလှူခွင့်ရှိတယ်ဒါထူးခြားချက်ပေါ့နော်ထူးခြားချက်အဲ့ဒီကထိန်သင်္ကန်းကိုမှကထိန်ခင်းခွင့်ရတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကဝါတွင်3 လမပြတ်မကွက်ကျောင်းတိုင်းတိုင်းမှာတရင်3 နေပြီတော့ဝါကျိုးပြတ်ခြင်းမရှိ3 လတိတိဝါမကျိုးအောင်နေထိုင်ပြီးတရင်ညွတ်လာပြီးနေမှာဘဝရဏပြုသည်ဖြစ်စေအကြောင်းတစ်ခုကြောင့်ဘဝရဏမပြုခဲ့သည်ဖြစ်စေဝါမကျိုးတဲ့ပုဂ္ဂိုလ်3 လတိတိဝါဆိုပြီးတော့ဝါကျိုးပြတ်ခြင်းမရှိတဲ့ပုဂ္ဂိုလ်တွေဟာကထိန်ခင်းခွင့်ရှိတယ်ပေါ့နော်ကထိန်ခင်းခွင့်ရှိတယ်အဲ့ဒီမှာအမှတ်တရလေးကထိန်သင်္ကန်းခွင့်ပြုတယ်ဆိုတဲ့မြတ်စွာဘုရားရဲ့စကားတော်ကိုရှုစာမှတ်သားကြည့်အောင်အနုသဒ္ဓပိဘိက္ခွေဝတ္တံဝုဋ္ဌာနံဘိက္ခုနံကထိနံအထရိတုံ
ဘိက္ခုယံတို့ဝတ္တံဝဋ္ဌာနံဝါတွင်ကာလမှာတရင်သုံးနေထိုင်ပြီးတော့သုံးလတိတိမပြောင်းမရွှေ့ပဲနဲ့ဒီမှာနေထိုင်ကြတယ်ဘိက္ခုနံယဟန်တို့အားကတိနံအတ္ရိတုံကထိန်ခင်ဖို့ရာအတုဇာနာမိငါသဘောတုခွင့်ပြုတယ်အဲ့ဒီစကားကစပြီးတော့ကထိန်ဖြစ်လာတာနော်ကထိန်ခင်ခွင့်ပေးမယ်ဆိုတော့အဲ့တော့ကထိန်ဆိုတာကြတော့ပါပြောတာတော့လို့ဆိုလို့ရှိရင်ရှေးခေတ်ကသင်္ကန်းချုပ်ဖို့ရအတွက်အသားနဲ့လှုပ်ထားတဲ့ကားပေါင်ကြကြည့်ပြီးသင်္ကန်းပုဒ်သာတိုင်ပြီးတော့သင်္ကန်းကိုဆွဲချီဖို့အတိုင်းတာတစ်ခုနဲ့လှုပ်ထားတယ်ဖရိန်လို့ခေါ်တဲ့ကားပေါင်ကြကြည့်ပြီးအဲ့ဒီကားပေါင်ကြကြည့်တွေမှာကျိုးနဲ့ထိန်းထားပြီးတဲ့အခါကျတော့သင်္ကန်းချုပ်ကြတာဖြစ်တယ်ရှေးခေတ်ကအခုလိုအချုပ်ဆက်တွေမရှိဘူးမရှိသည့်အတွက်ကြောင့်လက်နဲ့ချုပ်တာလက်နဲ့ချုပ်တဲ့အခါကျတော့မကြီးမညာဖြစ်နိုင်တယ်ပေါ့နော်ထဲကြီးကြီးတော့မကြီးမညာဖြစ်ပါဆိုတော့အဲ့ဒီကားပေါင်ကြကြီးတွေကိုလှုပ်ထားပြီးတော့အဲ့ဒီကားပေါင်ကြကြီးတွေမှာကျိုးနဲ့ချီပြီးတော့ချုပ်ကြတာအဲ့ဒီကားပေါင်ကြကြီးတွေကိုကတိနာလို့ခေါ်ဆိုလာရင်ဖြစ်တယ်ပေါ့အဲ့ဒီစကားကနေကုဆက်လာတဲ့ကတိနာကနေ့ခေတ်တော့အဲ့ဒီကားပေါင်ကြဆိုမရှိတော့ဘူးပေါ့ရှေးတော့ကသင်္ကန်းချုပ်ဖို့လုပ်ခဲ့တာကြရတဲ့ရောက်သွားပြီမရှိတော့ဘူးနော်ကနေ့ခေတ်မှာတော့ဆက်နေချုပ်ကြတာအဲ့ဒီကားပေါင်ကြကြီးကိုဖြန်းခင်ပြီးတော့ကထိန်ချုပ်တဲ့ကာလကိုစီဝရကာရသမယလို့ခေါ်တယ်သင်္ကန်းလှူတဲ့အချိန်ကိုစီဝရဒါနသမယမိုးထဲမှာတရင်သုံးပြီးတော့ခရီးထွက်ကြမယ်ဆိုတဲ့အချိန်မှာသင်္ကန်းကိုလှူလေးလှူထားရှိကြတယ်ပေါ့နော်ကတိခေတ္တသင်္ကန်းကပေါ်ရမဟုတ်ရှိခေတ္တပထမဆုံးခွင့်ပြုတာကပန္နကုသင်္ကန်းပန္နကုသင်္ကန်းဆိုတာဘယ်သူမှလှူရတာမဟုတ်ဘူးသုတ်တန်တစ္ဆာသင်္ချိုင်းဝါတို့အမိုက်ပုံတို့လူတွေမလို့ကျွန်တော်ပြစ်ထားတဲ့အဝတ်တွေကိုလက်တော်လောက်ကစပြီးတော့ကောက်ယူဖွလျှော်ပြီးတော့သင်္ကန်းထဲမှာချုပ်ကြတာဒါဝသင်္ကန်းကိုကြည့်ပေါ့ချုပ်ဆက်တွေအများကြီးပဲချုပ်ရိုးတွေအများကြီးပါတယ်လက်တော်လောက်ကစပြီးတော့သင်္ကန်းချုပ်လို့ရတာနော်အဲ့ဒါတို့ဆက်ပြီးတော့ချုပ်ထားတယ်ငယ်တော့ကဆက်ထားတဲ့အဝတ်တွေပါရှိတယ်လေနန်းဇတ်တို့သုံးနန်းဇတ်တို့အမျိုးသမီးတွေဝတ်တာစတ်ထမိတ်တို့နော်စတ်ထားတဲ့ပစိုးတို့တထဲတည်းမရှိဘူးအကုန်လုံးစပ်ပြီးတော့ဝတ်ကြတာအဲ့ဒါလိုပဲသင်္ကန်းတွေကပိဿာတစ်ခုတစ်ခုစတ်ထားတာချုပ်ရိုးတွေအများကြီးရှိတယ်အဲ့ချုပ်ရိုးတွေများသည့်အတွက်ကြောင့်သင်္ကန်းဟာပုံပြက်နေတဲ့အဝတ်ဖြစ်လို့ပိဏပတ္တပိဏပတ္တပုံပြက်တာတဲ့အဝတ်အထီးတွေပြက်နေတယ်ဆေးဆိုးလိုက်တဲ့အခါကျတော့အယောင်ပြက်သွားတယ်အထီးတွေကလည်းချိုးရိုးတွေများလို့ပြက်တာကတစ်ခုအယောင်ဆိုးလိုက်လို့အယောင်ပြက်တာတစ်ခုနောက်တစ်ခါအပိုင်းပြက်နေသည့်အတွက်ကြောင့်တမိုးကလည်းပြက်နေတာတစ်ခုဆိုလိုတာကအင်္ဂါရီဝတ်တဲ့သင်္ကန်းဟာတမိုးလည်းနဲ့သွားတယ်ခဏခေတ်ကတော့မနေဦးတဲ့သင်္ကန်းပတ်စံပြရတာနော်ခဏခေတ်ကျတော့မနေဦးဟိုတကယ်ကတော့တမိုးကပိတ်အုပ်လောက်တမိုးမရှိရှိခေတ်ကတော့ဒီလိုဖြတ်လိုက်တဲ့ဆိုရင်တမိုးကကြာသွားတယ်လေနော်ရှိတော့တော့အုပ်လုံးချိုးရမရှိတာမှတမိုးရှိတာတော့ခေတ်ဆိုတော့ဒါတွေကတော့ပြောင်းတာပေါ့ဖြတ်လိုက်တဲ့အခါကျတော့ဘုန်းကြီးတွေဝတ်တဲ့သင်္ကန်းကအနည်းဆုံး3မိုင်ဖြတ်တိတဲ့ပို့ဖြတ်ရင်5ပိုင်းပေါ့ဒါကြောင့်လို့35ဆက်လို့ခေါ်တယ်အဲ့ဒါလို့ဖြတ်ပြီးတော့မှဆက်တဲ့သင်္ကန်းဖြစ်ရမယ်ဖြတ်လိုက်သည့်အတွက်ကြောင့်ပိတ်အုပ်ရဲ့တန်ဖိုးကကျအယောင်ဆိုးလိုက်တဲ့အတွက်ကြောင့်အစင်ကပျက်စီးသွားတယ်
ချိုးရိုးတွေများလာသည့်အတွက်ကြောင့်အထီးတွေကမချောမွေတော့အထီးတွေလည်းပြတ်သွားတယ်ဖိနပတ္တဖြတ်ထားတဲ့အဝတ်အဲ့ဒီဖြတ်ထားတဲ့အဝတ်ကိုဝတ်လို့ဖိနပတ္တတရဖြတ်ထားတဲ့အဝတ်ကိုဝတ်တဲ့ပုဂ္ဂိုလ်ကိုဘိက္ခုလို့ခေါ်တာဒါအဓိပ္ပာယ်တစ်ခုပေါ့နော်အဓိပ္ပာယ်တစ်ခုရဝတ်ထားတဲ့အဝတ်ကဖြတ်ထားတမှုပြတ်သွားတယ်အစင်းအောင်ပြတ်သွားတယ်နော်အထီးတွေပြတ်သွားတယ်အဲ့ဒီပြတ်ချင်းသုံးမျိုးရှိတဲ့အဝတ်ကိုဝတ်လို့ဘိက္ခုလို့ခေါ်တာအဲ့ဒါကအဓိပ္ပာယ်တစ်ခုအဲ့တော့မြတ်စွာဘုရားကယဟန်နေကိုခေါ်တာဘိက္ခုလို့ခေါ်တာအဲ့ဒီအကြောင်းကြောင့်လည်းခေါ်တာဖြစ်တယ်ပေါ့နော်အဲ့ဒါလို့ယဟန်နေရဲ့သင်္ကန်းဟာရှေးခေတ်ရှေးစနစ်နဲ့ကြည့်မယ်ဆိုရင်တော့အလွယ်တကူရကြတာမဟုတ်ဘူးခဏခေတ်အမြင်နဲ့တော့မကြည့်နဲ့တော့ခေတ်ပြောင်းသွားပြီနော်ခေတ်ဆိုတာတစ်ခေတ်နဲ့တစ်ခေတ်မတူဘူးရှေးခေတ်အရာသင်္ကန်းတစ်ထည်ဖြစ်ဖို့ရာရှားပါတယ်ကိုယ်တိုင်ချုပ်ရသည့်အတွက်ကြောင့်ချက်ချင်းကြီးလည်းမလွယ်ဘူးအစာတွေတစ်ဖြည်းဖြည်းချင်းစုပြီးတော့မှသင်္ကန်းတစ်ထည်သာရအောင်ချုပ်ရတာဖြစ်တယ်ဒါကြောင့်ရှေးခေတ်ကတော့အမှန်တန်လိုအပ်ချက်ရှိတယ်လိုအပ်ချက်ရှိလို့မြတ်စွာဘုရားကကထိန်ခင်းဖို့ဆိုတာကိုခွင့်ပြုလိုက်တာဖြစ်တယ်အနုသဒ္ဓမိဘိက္ခွေဝတ္တဝဒ္ဒနာဘိက္ခုနာကတိနာအထရိတောအဲ့တော့ကထိန်ခွင်းဖို့ပြုတာကလည်းပဲမိုးဒီလမိုးသုံးလဝါတွင်သုံးလနေထိုင်ပြီးတဲ့ပုဂ္ဂိုလ်ဝါမဆိုခင်နဲ့တုတ်လို့မရဘူးနော်တခြားဥဒုကာလလို့ခေါ်တဲ့လွေရသည်တို့ဆောင်းရသည်တို့လွေရသည်တို့ဘာလို့တက်တော့လို့မရဘူးဒီမိုးရသည်ဆိုတာကသတ်မှတ်ထားတဲ့အချက်တိုင်းဆိုရင်ဝါဆိုလာပြီးတော့တရက်ကနေပြီးတော့တသောင်းမုံလာပြီးနေ့ထိ၄လအဲ့ဒါကိုမိုးရသည်၄လလို့ခေါ်တယ်ရွာသည်ဖြစ်စေမရွာသည်ဖြစ်စေဒါတော့သတ်မှတ်ထားတဲ့အိန္ဒိယနိုင်ငံနဲ့မြန်မာနိုင်ငံရဲ့ရာသီကိုပြောတာဟိုစင်ကာပူသွားကြည့်ဒီထဲမှာလည်းမိုးရတယ်အချိန်မီမိုးရတယ်တိရိလင်္ကာနာသွားကြည့်ပဲဆိုလို့ရှိရင်တလားကိုနှစ်ကြိမ်လောက်မိုးရတယ်စကားရဲ့တစ်ကြိမ်လောက်ရတယ်အဲ့တော့သူကမိုးရသည်ဆိုတာအပြည့်တမ်းရှိနေတယ်လူရသည်ကလည်းအပြည့်တမ်းရှိတယ်ဒါသူဒေသနဲ့သူပဲသတ်မှတ်ဥရောပသွားကြည့်ပဲဆိုဒီချိန်မှာအေးနေတယ်ဆောင်းရသည်ဖြစ်နေပြီမိုးရသည်မဟုတ်ဘူးနော်မြတ်စွာဘုရားကအိန္ဒိယနိုင်ငံမှာပွင့်တာဖြစ်တော့အိန္ဒိယဒေသအားလျော်စွာတရားပြည့်တဲ့ဖြစ်တယ်တခြားနေရာတွေကျတော့တပြိုးဖြစ်မှာပေါ့အချိန်တော်မှတူတာမဟုတ်ပဲနဲ့ဒီမှာမနဲ့ဆိုလို့ရှိရင်ဟိုမှာညဖြစ်နေတယ်အမေရိကလို့ဆိုရင်ဒီချိန်မှာသူကညဖြစ်နေပြီအဲ့တော့သူ့ဒေသနဲ့ပဲသူယူရမှာဖြစ်တယ်အဲ့တော့မြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံကနေချင်းနဲ့ထိစပ်နေတယ်နေရာဌာနချင်းနဲ့အတိုင်းအတာချင်းသိပ်မကွာဘူးမကွာသည့်အတွက်ကြောင့်အိန္ဒိယမှာသုံးစွဲခေါ်တဲ့အတိုင်းဗမာပြည်မှာခေါ်နေတာနော်လွေရသည်မိုးရသည်ဆောင်းရသည်လွေမိုးဆောင်းလေးလသည်တချို့နိုင်ငံတွေကျတော့လေးရသည်ရှိတယ်ဒီမှာ3ရသည်ပဲထားတာနော်3ရသည်ရှိတယ်အဲ့တော့တပေါက်လှပြီးကြောတရက်ကနေပြီးတော့ဝါစုလာပြီးနေ့ထီအောင်ကလွေရသည်ဝါစုလာပြီးနေ့ထီအောင်ကလွေရသည်ဝါစုလာပြီးကြောတရက်တွေကနေစပြီးတော့တသောင်းမုံလာပြီးနေ့ထီအောင်မိုးရသည်တသောင်းမုံလာပြီးကြောတရက်ကနေစပြီးတပေါက်လာပြီးနေ့ထီအောင်ဆောင်းရသည်ရသည်3ခုဥဒု3ဒီရသည်12ပါးအဲ့ဒီဥဒု3မျိုးအဲ့ဒီလိုခွဲထားတာအခုကတည်းကငါလှူရတယ်ဆိုရရသည်ဥဒုကမိုးရသည်တောင်မှ၄လရှိတဲ့ထင်မယ်နောက်ဆုံး1လအတွင်မှာဒီကတည်းကငါဆိုစကားပြရတယ်နောက်ဆုံးလဆိုတာတရင်ညလာပြတဲ့ကနေပြီးတော့တသောင်းလာပြီးနေထီ
Eri ketengan lu gue dekat gue jadi pokok ale, hutang utang dan pekunan lu sedai. Macam gue, tolak jadi, mungkin tolak jadi mah. Wasu wakatare jauh mah, di time itu, warna beauty sih, warna beauty sih, jauh warna beauty apa. Dodo, jauh nak kuat jauh macam naik ini be, ketinggian masih ada sorry. Dah jamu, pokma abis biar macam ni, puri mah walu kore, wasu lagi jodoh ni mah wasu, terenyo lagi ni mah warna beauty. Saya ni dua jitu biro, jasa biara ketinggian aku kuat lagi deh. Eri ketengan aku dekat yang siri mereka perlu curi ya dalam se ada ketengan wo ikui imani pensa kapitan di ini kan ni ketengan tade jahani pu aku yang ambil pita lah sih era aku ketengan adi tenu kore aku yang ambil Sikit ni luar cepon, kini kita dah lagi luar cepon silap rutin. Sikit ayahnya sahaja aku yang ngambil pihak. Nama deka, aku lu tengah lure cebai, siwra kara tamia, siwra dana tamia, siwra tamia sore, tengah yadi. Tapi lu sahun yadi ku. Di mula semua dengan yadi itu tempat terlepas. Mula mah dengan bukan anak mita mereka jalan. Tapi yang saya itu, bobilo dengan sudah, no, songkak nado baru jalan bukan anak mita. Era bukan gawi solusi dengan luar lari mereka jalan. Ku lu medan mereka remari, tu mau ku ni saya. Pejabat ada pegawai yang nori di penopsi bayo jarap sini. Itu tuare kama, teka orang kucinya jarap sini. Sire yang anggu, bapa macam sube ni. Jauh ni mah, orang bawa, jure ya orang bawa doa usai teka bosi. Era usai dah teka bolukor. Eri teka boga abaten. Sire kuro, tensa sire yang aku membanjau ni, membanjau sah, biro betul aja ni, betul lagi bau me, biom, biom ni tu orang tu tidak tertuai apa tu, tapi yang ada pun. Ketinggian dari solusi no, eri tekabu, banjau sure, tamat hari simika ubri ya, membanjau ni tu alu ya. Dengan lu berdekat dengan masih rusi, betul mah biasa perlu benar ericin tu alu ya. Era aku anamanda sara, adi biasa perlu benar tu aku yang surat, aku yang itu kubi lagi. Namun aku apa tu, atamada na sara. Ketinggian ada bukuria, kusir dengan kita kau yudoam, no. Nanti dengan ni tu ada lira. Terus jadi nanti makau lira lapsi tu. Pada aku dengan ni seno, ada bau mias lapsi kau. Ada dengan ni dia ada lira. Dengan ni dia usu biro. Kita dek apa di dengan ni aku no mupsi. Soalnya mah ada usu doanya. Ketinggian dari solusi, jadi apa tinggal biro bayuan itu alu ya. Era ketingkat ne pukuri dua kunci dia, no. Nau de gua kena posana, sunda pene kama, liba rete, masa de ni ne, kororu kau seza jawab, kororu temenza jawab sadepsin, pene kama, masa de ni ne. Tomo sulai pena miu jalo si, siapa ni mah lekang wemsiu, ada tu lekang lalu si,
သိက္ခာပုဒ်ပြညတ်ထားတာရှိတယ်ခဏပေါ်စနာဆိုဆုလိုက်သွားပြီးတော့လှုပ်တာမျိုးမလုပ်ရဘူးဆိုတာမျိုးပြညတ်ထားလို့အဲ့ဒီသိက္ခာပုဒ်အရာကထိန်ခင်းလိုက်လို့ရှိရင်အဲ့ဒီအပြစ်ကလည်းကင်းလို့ခွင့်ဖြစ်သွားကြတယ်အဲ့တော့ကင်းလို့ခွင့်ဖြစ်တဲ့ဆိုတာရသက်ပံတော့မဟုတ်ဘူးကထိန်သင်္ကန်းလက်ခံတာပြီးတော့ကထိန်ခင်းတဲ့နေရာနေစပြီးတော့တပေါင်းလာပြီးနေထိအောင်ဆောင်းရသည့်ထိအောင်တိုးချက်ပေးလိုက်တာနော်အဲ့ဒီရက်ပိုင်းအတွင်းမှာဆိုရင်အပြစ်မဖြစ်ဘူးတပေါင်းလာပြီးတော့တရက်နေ့ကစပြီးပဲနှွေးရောက်သွားရင်တော့ဒါထုံးစံနိုင်မယ်အပြစ်ဖြစ်မှာပဲနော်ဒီစိတ်ကနေလိုက်နာအောင်အဲ့တော့ဒါတွေကတော့ထားလိုက်နောက်ထူးခြားတဲ့အချက်တစ်ခုကရှာဝတ္တတာစီရရန်နေအသင်္ကန်းအသိရလာလို့ရှိရင်အဋိဋ္ဌံနဲ့အတိမပြုရမယ်ဝိကပ္ပနာပြုရမယ်ဒါတော့ဝိနည်းစိကံပေါ့နော်လူတွေတို့ကိုယ်ထားတဲ့ဟိုရလာလို့ရှိရင်ဒီတိုင်းကောက်ပြီးတော့ပြီးတော့ရဲထဲသိမ့်နှလို့မရဘူးရန်နေကြတော့သင်္ကန်းအသိရလာတယ်ဆိုလို့ရှိရင်အဲ့ဒီသင်္ကန်းကိုအတိတိမှတ်မှတ်ဝိနိကအယဣမံစီဝရဥဒ္ဒရတံကဒိဋ္ဌာမိတို့အန္တရဝါဒကဒိဋ္ဌာမိတို့တံဃာဒိဋ္ဌာမိဣမံတံဃာဒိဋ္ဌာမိဒီလိုအဋိဋ္ဌာလောက်ရတယ်နော်အဲ့ဒါမလို့ရင်ဆယ်ရက်ကြော်သွားလို့ရှိရင်အဲ့ဒါအဘတဲ့များဆိုလိုတာကအမတ်တမဲ့သုံးလို့မရဘူးဘုန်းကြီးတွေကြတော့အားလုံးကိုပစ္စည်းသုံးတာအလေးနဲ့ထားရဟောဒီလိုကထိန်ခင်းလိုက်တဲ့အခါကျတော့အဲ့ဒီတဲ့ပို့ပြီးတော့အဋိဋ္ဌဝိကပ္ပနာမပြုပဲနဲ့ကိုကြိုက်တဲ့လောက်လာလှူသမျှကိုလက်ခံပြီးတော့ထားခွင့်ရှိသွားတယ်ဒါအခွင့်အရေးတစ်ခုပဲနော်ထားခွင့်ရှိသွားတယ်ခဏခေတ်မှာတော့အကျိုးရှိလားဆိုတော့ကြည့်တော့အကျိုးမရှိဘူးသင်္ကန်းနဲ့ပေါ်တာနော်သင်္ကန်းပေါ်လာတဲ့အခါတော့ကြည့်တော့အကျိုးရှိခေတ်ကတော့ဒါအတိတ်ပဲရှိတယ်ရဝတ္တတာစီဝရနောက်ဆုံးအခွင့်အရေးတစ်ခုကတော့ဘာလို့ဆိုရင်အဲ့ဒါတော့အကျိုးရှိနိုင်တယ်ဒါနောက်ဆုံးအခွင့်အရေးတစ်ခုကဘာလို့ဆိုဒီကြောင့်တိုင်းမှာကထိန်သင်္ကန်းကတ္တာလို့ကထိန်ခင်းထားတယ်ဆိုတဲ့ပုဂ္ဂိုလ်တရားတန်ဃာတွေဟာဒီကြောင့်ဧရိယာအတွင်းမှာနော်တန်ခိကသင်္ကန်းတစ်ခုဖြစ်ပေါ်လာတယ်တန်ခိကသင်္ကန်းဆိုတာတန်ဃာကိုလှူတဲ့သင်္ကန်းပဲဖြစ်စေနော်တခြားနည်းနဲ့ရတဲ့သင်္ကန်းပဲဖြစ်စေအများပိုင်ပစ္စည်းတစ်ခုသင်္ကန်းတစ်ခုဖြစ်လာတယ်ဆိုလို့ရှိရင်နောက်မှရောက်လာတဲ့ပုဂ္ဂိုလ်တွေကိုပေးကြမလို့နော်ဒီကထိန်ခန္ဓာတဲ့ပုဂ္ဂိုလ်တွေပဲပိုင်ဆိုင်ွယ်ပေးထားတယ်အဲ့ဒါလို့မဟုတ်ဘူးဆိုရင်တိုင်ကဆိုလို့ရှိရင်ဒီကျောင်းတိုင်ကလည်းမဟုတ်ဘူးတခြားကြွလာတဲ့အာဂနုယံတွေပါဝင်နော်ဒီ area တဲ့ရောက်လာတဲ့ဆိုလို့ရှိရင်အလုံးခွဲပေးရတယ်ဒါထုံးတဲ့စင်လာရအလုံးနဲ့သက်ဆိုင်တယ်ဒီကျောင်းရဲ့နေနမိတ်အတွင်းရောက်လာရင်ရောက်လာတဲ့တန်ခါအလုံးကိုဒီကျောင်းထဲမှာဖြစ်တဲ့တိုင်ကသင်္ကန်းကိုခွဲပေးရမယ်နော်ဒါထုံးတာခွဲပေးရတယ်ကထိန်ခင်းတာပြီဆိုလို့ရှိရင်ယောစတထစီရုပ္ပါရောကထိန်ခင်းတာတဲ့ကျောင်းမှာတိုင်ကသင်္ကန်းဖြစ်ပေါ်လာတဲ့ဆိုလို့ရှိရင်သောနေတံဘွေတတိအဖြစ်ပေါ်လာတဲ့သင်္ကန်းဒီကထိန်ခင်းထားတဲ့ကထိန်ခံတဲ့ပုဂ္ဂိုလ်ကထိန်အနိတ္တရတဲ့ပုဂ္ဂိုလ်တွေနဲ့သက်ဆိုင်တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေနဲ့မဆိုင်တော့အဲ့ဒီအခွင့်အရေးအဲ့တော့အခွင့်အရေး၅ခုပေးထားတာပြောတာကထိန်ခင်းလိုက်လို့ရှိရင်အဲ့ဒီအခွင့်အရေး၅ခုရတယ်ဒါလည်းဗဒါရိုးရှင်းပါတယ်ထူးခြားမဟုတ်ပါဘူးသိပြီးတော့နော်အဲ့တော့သင်္ကန်းလှူဆိုတာထူးခြားတာကတော့တစ်ခါပဲလှူခွင့်ရတယ်တန်ခိကလှူခွင့်ရတယ်တကြောင်မှတစ်ခါပဲလှူခွင့်ရတယ်အချိန်အတိုင်းတာအတွင်းသာလှူခွင့်ရတယ်အဲ့ဒါတွေကထူးခြားချက်ပေါ့တန်ခါဝဒလှူခွင့်ရတယ်ဆိုရင်အဲ့ဒီထူးခြားချက်နဲ့ဘုရားဝဒနိုင်ငံတွေအလုံးဒီကျန်တန်ခါတွေနဲ့ဆက်စပ်နေတဲ့နေရာတွေဆိုဥပမာဟိုဘက်မလေးရှားတို့အင်ဒိုနီးရှားတို့ထိုင်းနိုင်ငံတို့သီရိလင်္ကာနိုင်ငံတို့အခုချိန်မှာဆိုရင်ကထိန်ပွဲတွေကျင်းပနေကြတာပဲနော်အသီးသီးကထိန်ခင်းကြတယ်ထေရဝါဒဘုရားဘာသာယနေရှိတဲ့နေရာ
သို့မဟုတ်မာယာနာကိုင်းဘုန်းကြီးတွေရှိတဲ့နေရာလည်းပဲသူတို့ကထိန်ရှိတယ်သူတို့လည်းကထိန်ခင်းကြတယ်အဲ့တော့ဒီရာသီဟာကထိန်ခင်းတဲ့ရာသီကထိန်ခင်းတဲ့ဆိုတာသင်္ကန်းလှူတဲ့ရာသီပါပဲအဝတ်စားကိုလှူကြတယ်အဲ့တော့အဝတ်စားလှူတာဟာဘယ်လိုကျိုးရှိတော့ဆိုရင်အနှစ်ချုပ်ကိုပြောမယ်ဆိုရင်အဓိကအချက်ကတော့ဝဋ္ဌတော်ဟောတိဝဏတော်အဝတ်စားလှူတာဟာစုပြေးလှပတဲ့အဆင်းရောင်ကိုလှူတာလှူရရောက်တယ်စုပြေးလှပတဲ့တဲ့နောက်တဲ့နဲ့ရှိတဲ့အရာဆိုတာကစိတ်ဒဇာနာလို့ခေါ်ရမယ်အကောင်ထဲရှိတာမဟုတ်ဘူးလေနော်အကောင်ထဲရှိတာမဟုတ်ဘူးလှူခြင်းနဲ့ဆိုရင်ဘာလှူရမလဲအဝတ်ကိုလှူရသင်္ကန်းကိုလှူရမယ်သင်္ကန်းကိုလှူလိုက်လို့ရှိရင်အဲ့သင်္ကန်းလှူတဲ့ပုဂ္ဂိုလ်ကဘာရတယ်ဒါကြောင့်သင်္ကန်းလှူရင်သင်္ကန်းရတယ်ဆိုသင်္ကန်းဝတ်နေရမယ်တကြကြအဲ့လိုဆိုလို့ကြလားသင်္ကန်းလှူရင်သင်္ကန်းဝတ်တယ်ဆိုသင်္ကန်းဝတ်ရမှာကြောက်တဲ့လူကကြောက်လိုက်ပဲအဲ့ကြအဲ့လိုဝဏတော်ဟောတိဝဋ္ဌတော်ဟောတိဝဏတော်လူစရကြည့်ပင်ကိုကရှုပ်အစင်မလှတဲ့ပုဂ္ဂိုလ်တောင်မှလှတဲ့ပုဂ္ဂိုလ်ဆိုရင်ပြောစရာမလိုတော့ပင်ကိုကတဲ့အယုတ်စင်မလှဘူးဆိုတောင်မှပဲလှလှပပဝတ်လိုက်ဆင်လိုက်ပြင်လိုက်တဲ့အခါကျတော့ချောသွားတယ်လေအဲ့ဒါဘာကြောင့်လှပကြည့်ပြောရှုပြောဖြစ်သွားတော့ဆိုအဝတ်စားကြောင့်အဲ့တော့ဆိုလိုတဲ့အိဗယ်ကအဝတ်စားသည်ကြည့်ပြောရှုပြောဖြစ်စေတယ်အဲ့ဒါကြောင့်အဝတ်စားအထက်သင်္ကန်းဒါကိုလှူတဲ့ပုဂ္ဂိုလ်ဟာကြည့်ပြောရှုပြောဖြစ်တယ်လို့ဘဝမှာဒါကအထူးဆန်းမဟုတ်ဘူးနော်အထူးဆန်းမဟုတ်ဘူးကိုလှုပ်တာကိုရတာကိုလှုပ်တာကိုရတယ်ဆိုတာကိုကအဝတ်သင်္ကန်းလှူခြင်းအပြင်ကြည့်ပြောရှုပြောလှုပ်ခဲ့တဲ့ကုသိုလ်ကြောင့်ဘဝတန်တရားမှာကိုယ်ရုပ်ဆင်းကကြည့်ပြောရှုပြောဖြစ်တယ်ဒါအထူးဆန်းမဟုတ်ဘူးနော် reaction ဆိုတာတုတ်ပြန်လာတဲ့အကျိုးအဲ့တိုင်းတုတ်အဲ့တိုင်းကိုလှုပ်တာကိုရတယ်ဆိုတဲ့သဘောတရားပဲမြတ်စွာဘုရားဟောတဲ့အကျိုးဆိုတာကဒီအတွေးနဲ့မှန်းဆပြီးတော့ပြောတာမဟုတ်ဘူးတကယ်ရတဲ့ဟာကိုပြောတာနော်အဲ့တော့ဟုတ်လားမဟုတ်လားစဉ်းစားကြည့်ပေါ့လူတယောက်ဟာတာမန်အနေထားမျိုးနေရင်ကြည့်ပြောရှုရောမရှိဘူးကိုစားဆင်ရင်လိုက်တဲ့အခါမှာကြည့်ပြောရှုရဖြစ်သွားတယ်အဲ့ဒါဘသူကြောင့်လဲဆိုရင်အဝတ်စားကြောင့်ပဲအဲ့တော့အဝတ်စားလှူလိုက်လို့ရှိရင် reaction သဘောတရားအရတမ်းမြန်သက်ရောက်မှုကကြည့်ပြောရှုရဖြစ်သွားတယ်အဲ့တော့ तू လုံးတဲ့ကုသိုလ်ကောင်းမှုကြောင့်တစ်ဖက်သားကကြည့်ပြောရှုရဖြစ်သွားတယ်လို့ဘဝတတ်တရားပါလည်းပဲကိုကအမြဲတမ်းကြည့်ပြောရှုရဖြစ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ်လို့ဒီလိုဆိုလိုတာနော်လို့ဆိုလိုတာဒါကတောင်းသည်ဖြစ်စေမတောင်းသည်ဖြစ်စေရနိုင်တဲ့အကျိုးကျေးဇူးဘာလို့လဲဆိုရင်ကိုလှုပ်တာကိုရတယ်အချိုမျိုးစေ့ဆိုင်ရင်အချိုသည်ရမယ်အချင်းမျိုးစေ့ဆိုင်ရင်အချင်းသည်ရမယ်ကိုလှုပ်တာကိုရတာကလျာဏကာရီကလျာဏပပကာရီစပပကကောင်းတာလို့ရင်ကောင်းတာရတယ်မကောင်းတာလို့ရင်မကောင်းတာရတယ်ရှာတိတံဝပတိပိဇံဒါရိတံဟရတိဖလားကိုစိုက်တဲ့တိဏ္ဍအတိုင်းအတိရတယ်ဒါကလောကရဲ့သဘာဝအတိုင်းပဲနော်လောကတကယ်ဖြစ်လာတာအဲ့တော့ကိုလှုပ်တာကိုရတယ်ဆိုတာကိုလှုပ်တာလို့ပြောရတာဘယ်သူလှုပ်တာလဲခုမှပဲကထိန်ခင်းတယ်ကိုစောမျိုးထွန်းတို့မဝိစံတို့ပိသားစုကထိန်ခင်းတယ်ဆိုတာနာမည်တက်ပြီးတော့ပြောတာကထိန်ခင်းသူကဘယ်သူလဲတို့နော်တည်တည်ချာချာကြည့်လိုက်ပဲဆိုရင်မဝိစံတို့ကခင်းတာလားဘယ်သူကခင်းတာတော့ဆိုမဝိစံလို့ခေါ်ရတဲ့ထဲပဲအများကြီးရှိတယ်သူမှသပင်ရှိတယ်ဥကောင်းရှိတယ်မျက်နှာရှိတယ်ခြေလက်ရှိတယ်ဟုတ်လားဘယ်သူကခင်းတာလဲတစ်ခုစီပေါင်းလိုက်မယ်ဆိုသူကအစိတ်တွေအများကြီးရှိတယ်စိတ်ကလည်းအမျိုးမျိုးရှိတယ်လူတယောက်မှာစိတ်ကလည်းအမျိုးမျိုးရှိတယ်ရုပ်တွေကလည်းအမျိုးမျိုးရှိတယ်
အဲ့တော့ကထိန်ခင်းသူအဲ့ဒီအနေပေါက်ပြီးတော့ကြည်လိုက်ဘသူခင်းတာတော့ရှင်တဲ့ကတရားတရားစေရနာအလောဘဒါပဲရှာတွေ့ဟုတ်လားစပင်ကခင်းတာလည်းမဟုတ်ဘူးမျက်နှာခင်းတာလည်းမဟုတ်ဘူးခြေလက်တွေကလည်းခင်းတာမဟုတ်ဘူးအသားတွေကခင်းတာလည်းမဟုတ်ဘူးဝတ်တဲ့အဝတ်တွေကခင်းတာလည်းမဟုတ်ဘူးဘသူကခင်းတာတော့ရှင်ထဲမှာဖြစ်လာတဲ့ရှုံကြည်တဲ့တရားတရားကထိန်ခင်းလို့တဲ့ဆန္ဒတွန်းအားဆိုတဲ့စေရနာဆွလွတ်နိုင်မှုအလောဘရဟန်းသံဃာတွေပေါ်မှာမေတ္တာထားနိုင်တဲ့အဒေါသဒါအလုဒ္ဓအကျိုးရှိတယ်လို့သိတဲ့အမောဟသူတို့ကခင်တာနော်တကယ်ပြောရင်ဘယ်သူခင်တာတော့သူတို့ခင်တာအဲ့ဒါကိုပဲပေါင်းပြီးတော့မဝဝိဆံလို့ခေါ်လိုက်ပြန်တာကထိန်ကလည်းမဝဝိဆံလို့ခေါ်လိုက်တာတကယ်အဲ့တော့မဝဝိဆံဆိုတာဒါလည်းမကဘူးလေသူစိတ်ဆိုးတဲ့အခါရှင်ဒေါသပေါ့လောဘဖြစ်နေတဲ့အချိန်မှာလောဘအဲ့တော့လောကကြီးမှာအစိတ်ပိုင်းတွေအများကြီးကိုပေါင်းပြီးတော့မှခေါ်လို့ရတာအဲ့တဲ့မဲ့ကထိန်ခင်းတာဘသူခင်းတာတော့လို့မေးလို့ရှိရင်ယုံကြည်ချက်တရားတရားခင်းခြင်းနဲ့ဆန္ဒခင်းပြအောင်တော့အပေးတဲ့စေရနာစွန့်လွတ်နိုင်မှုအလောဘမေတ္တာထားမှုအဒေါသအသိဉာဏ်ရှိမှုအမောဟအဲ့ဒါတွေကခင်းသွားတာအဲ့ဒါတွေမဖြစ်တဲ့အချိန်ဆိုခင်မမလားမခင်ဘူးရှုံးကြည့်တဲ့တရားတရားမရှိဘူးစေရနာမရှိဘူးတွန်းအားမရှိဘူးနော်ဒါတွေဆိုမလုပ်ဘူးလေအဲ့တော့တကယ်ကထိန်ကဘယ်သူတော့လို့ပေးလိုက်လို့ရှိရင်အဲ့ဒီကိုယ့်ရင်ထဲမှာဖြစ်တဲ့ကုသိုလ်စိတ်တွေပဲအဲ့ဒီကုသိုလ်စိတ်တွေကိုအကြောင်းပြုပြီးတော့ကထိန်လှူဒန်းမှုဆိုတာဖြစ်သွားတယ်ကံဖြစ်သွားတယ်အဲ့ဒီကုသိုလ်စိတ်တွေကြောင့်ယင်ထဲမှာလူမှုတမ်းမှုအောင်မြင်မှုဆိုတဲ့ကံဖြစ်သွားတယ်ကံဖြစ်တယ်ဆိုတာဘာလို့တပင်တွေကအသီးသီးလိုက်တာနဲ့တူတူပဲနော်တရားစိတ်တွေကပေါက်လာတဲ့အခါမှာပထမအမြင့်ပြီးတော့မှအညောင်းပြီးတော့မှပင်စီတွေအညောင်းကကြည်လာတော့ပင်စီတွေဖြစ်တယ်ပြီးတော့အကိုင်းတွေခက်တွေဖြစ်တယ်ပြီးတော့မှအပွင့်ဖြစ်တယ်အရွက်တွေဖြစ်လာတယ်အဲ့ဒါတွေကမျိုးစေ့နဲ့တူလားဆိုမတူနော်တရစေ့နဲ့တူလားဆိုတရရွက်ဒီတရစေ့နဲ့မတူတရမြစ်ကလည်းတရစေ့နဲ့မတူတရပွင့်ကလည်းတရစေ့နဲ့မတူတရစေ့နဲ့တူတာတစ်ခုပဲရှိတယ်တရသီးထဲမှာပါတယ်အဲ့ကြမှာတူတာကျန်တာတွေကမတူဘူးအဲ့တော့အကြောင်းတစ်ခုတည်းမတူတာတွေကိုလည်းပေးတယ်တူတာကိုလည်းပေးတယ်အလုံးတူတာအဲ့လိုမရှိဘူးနော်အဲ့တော့ကိုလိုလိုက်တဲ့ကုသိုလ်ကံတရားသည်ကိုယ့်ရဲ့နဲ့မှာခုနပြောတယ်တတ္တာတို့စန္ဒတို့စေရနာတို့ဝိရိယတို့အရောအရောတာအပေါ်ဆိုတဲ့ရှင်ထဲမှာဖြစ်ပေါ်လာတဲ့ကုသိုလ်တရားတွေတွန်းအားပေးတဲ့ကုသိုလ်တရားတွေကိုယ့်ရဲ့နဲ့မှာဖြစ်သွားတယ်အဲ့ဒီဖြစ်သွားတဲ့သဘာဝတရားတွေဟာအသီးသဖွယ်ဖြစ်သွားတယ်ရှင်ထဲမှာအဲ့ဒီအတိထဲမှာမျိုးစေ့တွေပါသွားတယ်နော်အဲ့တော့ကုသိုလ်ကံအကုသိုလ်ကံဆိုတာအတုံးခဲကြီးရတာမဟုတ်ဘူးစိတ်ထဲမှာဖြစ်သွားတာကမျိုးစေ့တွေဖြစ်သွားတယ်မျိုးစေ့ထဲမှာလည်းပဲမျိုးစေ့ကြီးတစ်ခုလုံးဟာအပင်ပေါက်တာမဟုတ်ဘူးနော်မျက်စိလို့ခေါ်တဲ့နေရာလေးအပင်ပေါက်တာကျန်တဲ့နေရာတွေအပင်မပေါက်ဘူးအဲ့ဒါလိုပဲကုသိုလ်ကံအကုသိုလ်ကံဆိုတဲ့နေရာမှာအဲ့ဒီလိုမျိုးစေ့လို့ဟာလေးကိုယ့်ရဲ့ထဲမှာဖြစ်သွားတယ်အဲ့ဒီမျိုးစေ့ကဘယ်မှာရောက်သွားလဲအုံနောက်ထဲမှာလားနှလုံးသားထဲမှာလားအုံနောက်ထဲဆိုယူသွားရင်အုံနောက်ပြည့်ရင်ကံနေလည်းပြည့်ကုန်မှာပေါ့ဟုတ်လားလူအုံနောက်ဆိုအပြည့်ရန်ရှိတာမှမဟုတ်တာအုံနောက်ပြည့်သွားရင်လည်းဖြစ်တယ်နောက်တကနှလုံးဆိုတာလေနှလုံးကလည်းသွေးကြောပိတ်တာတို့နှလုံးမခုန်တော့တာတို့နှလုံးပြည့်စည်တာတွေရှိသေးတယ်လေကံကအကယ်၍နှလုံးထဲမှာရှိမှဆိုရင်တော့အဲ့ဒါနှလုံးပြတ်သွားရင်ကံနေပါသွားမှာပေါ့အဲ့တော့ဘယ်ထဲမှာဒီကုသိုလ်ကံကရှိကြံရတာတော့ဆိုရင်စိတ်အစဉ်ထဲမှာရှိကြစိတ်တတန္တတိလို့ခေါ်တယ်စိတ်ဖြစ်စီစိတ်ကတော့ရပ်ဆိုင်သွားတာဘယ်တော့မှမရှိဘူးဟောနောက်ဆုံးမှသေသွားတော့မှသေပြီးတဲ့နောက်မှာအနန္တရတ္တိနဲ့နောက်စိတ်တစ်ခုဆက်ဖြစ်တယ်
စိတ်ဆိုတာရတာသိမရှိဘူးနော်ပုံမှန်အပြင်စိတ်ဖြစ်စေရက်နေတာမရှိဘူးရပ်သွားရင်လည်းရှေ့စိတ်နောက်စိတ်ကအနန္တရတ္တိပဲဥပမာ9ရက်និရောဓသမဘဝင်စားတယ်ဒီဝတိညာနာတိညာရဏဆိုတဲ့ဇောစိတ်နဲ့ကြိတ်ဖြစ်ပြီးတဲ့နောက်မှာစိတ်စစ်ပြတ်သွားတယ်လို့ပြောတယ်အဲ့ဒီပြတ်သွားတဲ့အချိန်မှာတော့မှပဲနောက်ထပ်ပြန်ပေါ်လာတဲ့အနာဂတ်ပုဂ္ဂိုလ်ဆိုရင်အနာဂတ်မိဖို့စိတ်ယန္နာဆိုရင်ရတ္တဖို့စိတ်ဆိုတာအဲ့စိတ်နဲ့ကိုပြန်ပေါ်လာအဲ့ပြန်ပေါ်လာတဲ့စိတ်နဲ့နိဝတ္တညာနာတညာရဏဒုတိယဇောနဲ့အနန္တရတ္တိလို့ပြောတယ်ခြားတယ်မှာဘာမှမခြားဘူးအဲ့တော့စိတ်စဉ်ဟာအနန္တရတ္တိအရာဆိုရင်ပြတ်သွားတာလို့ပြောလို့မရအောင်နော်ဆက်နေတာပဲဆက်နေတော့ကိုလုံးတဲ့ကုသကအဟုသကံသည်ကံတရားတွေအကိုရင်ထဲမှာအဲ့ဒါလို့စိတ်အစဉ်ထဲမှာဖြစ်သွားသည့်အတွက်ကြောင့်ဒီစိတ်တွေဟာဖြစ်စဉ်တစ်ခုအနေနဲ့သွားနေတော့တန်တရားမှာပါသွားတယ်အဲ့ဒါကိုပြောတာမြတ်စွာဘုရားကတင်ကြီးတတ္တတက္ကံဟောတိတယ်ကိုလုံးလိုက်တဲ့ဒီကနေ့လှူလိုက်တန်လိုက်တဲ့ကထိန်အလှူတဲ့ကထိန်တကကထိန်မာရီရဲ့ယင်းနဲ့နှလုံးထဲမှာဖြစ်လာတဲ့ခုနပြောတဲ့စန္ဒာရုစေရနာရုအလောဘရုအရောဒရုဆိုတဲ့ကုသတရားတွေဟာကိုယ့်ရဲ့ထဲမှာရောက်သွားတယ်စိတ်အစဉ်ထဲမှာဖြစ်သွားတယ်အဲ့ဒီဖြစ်သွားတဲ့အရာဒီအွန်လိုင်းဖြစ်သွားပြီးတော့ဘယ်ဘဝရောက်သူတို့ကရှိနေတယ်လိုင်းထဲမှာရောက်နေလျှက်စစ်မိရဘလောက်ဝေးဝါရကျိုးနဲ့ဆက်သွယ်သွားလို့ရှိရင် electronic ဆိုလျှက်စစ်တွေအကုန်လုံးစီးဝင်နေတာပဲအဲ့ဒါလိုပဲဒီကုသိုလ်စိတ်တွေစီးဝင်နေတော့ဘဝမှာအကြောင်းတစ်ခုညီညွတ်လာပြီဆိုရင်အဲ့ဒီသူကပေါ်လာပြီးတော့ကျုပ်ပေးတာပဲကျုပ်ပေးတယ်ဆိုဒီတိုင်းကတော့ကျုပ်ပေးလို့မရဘူးဥပမာတရစီလေးဆိုတော့ကိုယ့်ကိုယ်ပဲချီကြည့်ပေါ့တရစီလေးတည်းသူကသူသိတာအပေပေါက်ပါမလားပေါက်ဘူးသူကဘာကူညီယူရမှာတော့ဆိုမြေနဲ့ရေနဲ့ထိတွေ့မှအဲ့တရစီအပေပေါက်မှာသူကြည့်မှပေါက်လို့မရဘူးအဲ့ဒါကိုပြောတာပဋိစ္စသမုပ္ပါဒဆိုတဲ့အဓိပ္ပာယ်လည်းအဲ့ဒါပြောတာတခုခုကိုအမိပြုပြီးတော့မှအကျိုးတစ်ခုဖြစ်စေနိုင်တယ်သူကမဖြစ်စေဘူးဒီသဘာဝတရားတွေကိုသိချစဉ်းစားကြည့်မြတ်စွာဘုရားဟောတဲ့သဘာဝတရားဆိုတာလောကမှာကိုမြင်နေရတာတွေနဲ့တူတူပဲလူတိုင်းသိတယ်လေတရားစိတ်ကအပင်ပေါက်ခြင်းဘာလို့မြေထဲချဆိုင်ရတယ်ဆိုတာလူတိုင်းသိတယ်လေအဲ့တော့မြေရဲ့အကူကြီးရေရဲ့အကူကြီးပါမှတရားစိတ်ကအပင်ပေါက်တယ်ဆိုတာလူတိုင်းသိတယ်အဲ့ဒီအတိတိုင်းပဲအခုကိုလို့တဲ့ကုသိုလ်စေရနာတွေအကျိုးပေးတယ်ဆိုတာလေခုနလိုအကြောင်းပါမှာအကျိုးပေးမှာပဲနော်အကြောင်းတစ်ခုနဲ့ပေါင်းဆက်လာတဲ့အခါကျတော့အကျိုးပေးတာဒါကြောင့်မို့လို့ကံတရားနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတာစိတ်ထဲမှာစွမ်းအားပြည့်တဲ့စိတ်ကိုဇောစိတ်လို့ခေါ်တယ်အဲ့ဒီဇောစိတ်တွေဟာပထမဆုံးစပြည့်တဲ့စိတ်သည်အရှိန်တော့ရှိတယ်ဒါပေမဲ့ဒီပြည့်စိတ်တွေနဲ့စားလိုက်ရင်သူကစွမ်းအားရော့သေးတယ်စွမ်းအားတော့ရှိနေပြီဒါကြောင့်မို့ပထမဆုံးစိတ်ကသူကအကျိုးပေးလို့ရှိရင်ဒီဘဝမှာပဲအကျိုးပေးတယ်နောက်ဘဝထိသူမပါတော့သူ့အရှိန်ကဒီလောက်ပဲရှိတယ်နော်သူ့အရှိန်ကဒီလောက်ပဲရှိတယ်ရေလေးတစ်ခွက်ကိုလောင်းလိုက်ပဲဆိုတော့ရေလေးတစ်ခွက်ကိုမြေကြီးကိုလောင်းလိုက်အဲ့ဒီရေလေးကဘယ်ထိစီးသွားတော့ဟုတ်လားနှစ်ပေလောက်တော့စီးချင်းစီးသွားမယ်ရှင်းပြီးရင်ရက်သွားထိတဲ့ပိုးစီးလို့မရအောင်နောက်တစ်ခွက်ထပ်လောင်းလို့ရှိရင်3ပေလောက်ထိအောင်စီးသွားနောက်တစ်ခွက်ထပ်လောင်းရင်4ပေလောက်ထိအောင်စီးသွားနော်ဘာလို့လဲဆိုအရင်ရေရှိသည့်အတွက်ကြောင့်နောက်ရေကျတော့ပိုးစီးသွားတယ်ဒါကိုယ်လောင်းကြည့်ပေါ့အေးရောက်တဲ့ခါကျတော့ပထမလောင်းလိုက်ရင်နော်တတောင်လောက်စီးသွားနောက်တစ်ခါလောင်းလိုက်ရင်အဲ့ဒီပို့ပြီးတော့တတောင်လောက်ပို့သွားနောက်တစ်ခါထပ်လောင်းရင်အဲ့ဒီပို့စီးသွားအဲ့ဒါလိုပဲဒီကံတရားဆိုတာပထမဆုံးဟာကတော့အရှိန်ကအလောက်ပဲရှိတယ်ဒီဘဝမှာပဲကျုပ်ပေးတယ်အဲ့ဒါကိုဒိဋ္ဌဓမ္မဝေရဏီယကံလို့ခေါ်တယ်နောက်ဆုံး9ခုမြောက်ဇောစိတ်အရှိန်ဟုန်ရှိတဲ့စိတ်ကြတော့ဒုတိယဘဝမှာကျုပ်ပေးတယ်ဘာဖြစ်လို့သူကဒုတိယဘဝမှာကျုပ်ပေးနိုင်တာလို့ဆို
သူရှေ့က60ရှိတယ်နော်အရှိန်ကိုရှိတဲ့စိတ်တွေရဲ့တွန်းအားကအမှန်တကောင်းသည့်အတွက်ကြောင့်သူကစွမ်းအားပြည့်သည့်အတွက်ကြောင့်အမြန်ဆုံးကြိုးပေးနိုင်တယ်နော်အဲ့ဒါကြတော့ဥပပိစ္ဆဝေရဏိယဒုတိယဘဝမှာကြိုးပေးမယ်ဒီဘဝသေတာနဲ့သူကြိုးခံစားရမယ်နော်အဲ့ဒီထဲမှာဇော9မျိုးရှိတဲ့ထဲမှာအလေဇောက5ခုဒုတိယကနေပြီးတော့သတ္ထာထေအောင်5ခုအဲ့ဒီ5ခုကြတော့အရှိန်ဟုံအပြည့်ကြီးလို့လည်းပြောလို့မရဘူးပုံမှန်အနေထားမျိုးရှိတယ်သူကပထမဇောလောက်လည်းအရှိန်မသေးဘူးတတ္တမဇောလောက်လည်းအရှိန်မကောင်းဘူးပုံမှန်အရှိန်ဆိုတော့သူကြတော့ပို့ပြီးတော့အတိုင်းအတာတစ်ခုကရှေ့ကြလာပြောမယ်ဆိုရင်တစ်ပင်နဲ့ပြောလို့ရတယ်နော်တစ်ပင်စဉ်းစားကြည့်ခရညစ်ပင်တစ်ပင်စိုက်တယ်စိုက်ပြီးမကြောက်ဘူးမလားခရညစ်တီးတယ်တီးပြီးရင်တေးသွားတယ်တွေ့တဲ့တန်နေတယ်အဲ့ဒါလို့ပုံပဲနဲ့မချီးပင်တစ်ပင်စိုက်ကြည့်ပါလားထပင်တစ်ပင်စိုက်ကြည့်ပါလားတီးဖို့ဆိုတာလည်းအချိန်ကြာကြီးဆောင်ရမယ်သူ့ရဲ့တက်တန်းကလည်းကြာကြီးပဲနော်အဲ့ဒါလိုပဲရှင်နေမရှိတဲ့ကုသကအုဒကနေကအမျိုးစားလိုက်ဝဲသွားပြီးတော့ဒီဘဝမှာအကျိုးပေးတာရှိတယ်နောက်ဒုတိယဘဝမှာအကျိုးပေးတာရှိတယ်နောက်ခုနပြောတဲ့အပရပရိယတတိယဘဝကနေစပြီးနိဗ္ဗာန်မရမချင်းအခွင့်သာတဲ့အချိန်မှာအကျိုးပေးတဲ့ကံရှိတယ်ကံ၃မျိုးခွဲလိုက်တာအချိန်မှအေးအကံ၃မျိုးခွဲတာအဲ့တော့အပရပရိယကုသကံဆိုတာဒီကနေ့ကထိန်လှူလိုက်တဲ့ထဲမှာဒီဘဝအကျိုးပေးမယ်လည်းပါတယ်နောက်ဒီဘဝကအဆုံးသတ်သွားတဲ့အခါမှာနောက်ဘဝကရဲ့အကျိုးပေးမယ်တစ်ခုပါတယ်တတိယဘဝကနေစပြီးနိဗ္ဗာန်မရမချင်းတန်တရားထဲမှာအကျိုးပေးမယ်ကံတွေလည်းပါတယ်နော်အဲ့ဒီကံတွေဒီခုနပြောတဲ့သက်ဆိုင်ရာအကျိုးတရားတွေကိုပေးတော့မှာပဲဖြစ်တယ်ဒါကံကံဤအကျိုးဆိုတာအဲ့ဒါကိုပြောတာနော်အဲ့ဒီကိုလှုပ်တာကိုယ့်ရဲ့ထဲမှာရောက်ပြီးတော့ကိုယ်နဲ့သာသက်ဆိုင်တာကိုကာမတက္ကတာသဗ္ဗဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒါကိုမြင်လို့ရှိရင်ကာမတက္ကတာသဗ္ဗဒိဋ္ဌိကုသကံပဲဖြစ်စေအကုသကံပဲဖြစ်စေကိုလှုပ်တာကိုရတယ်ဆိုတဲ့ဟာကဘဝမှာမပြတ်ဆင်ញင်ပေးလို့ရှိရင်ကိုလှုပ်တာကိုရတယ်လို့ဆိုသဖြင့်ကိုပါလှုပ်ဖို့လိုလေကောင်းတာပဲလှုပ်ဖို့လိုတယ်ကောင်းတာရချင်ကောင်းတာပဲလုပ်အပြစ်ကဲတာကိုလုပ်ရမယ်အပြစ်ရှိတာကိုလုပ်ရင်အပြစ်ကိုရမှာဖြစ်တယ်ဒါကြောင့်ဒီကနေ့ကထိန်နဲ့ကကထိန်မာလေးအခြားကြောင်းအလှရှင်နေဆွန်လူရှင်နေအလုံးကိုလုပ်တဲ့ကုသကောင်းမှုဟာကိုယ်နဲ့ပတ်သက်တယ်ကိုယ့်ရဲ့စိတ်အစဉ်မှာဖြစ်တယ်ဆိုတာကိုယ်စီမှတ်သားပြီးတော့ကံတရားရဲ့အကျိုးတရားကိုယုံကြည်စဉ်းစားပြီးတော့မိမိတို့ကိုယ်တိုင်ကောင်းတဲ့ကံဖြစ်အောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရှိတဲ့ချရအောင်နော်ရှိတဲ့ခွက်လေးကိုင်းတာကဲအလုံးစုံရှင်ဖယားဖယားတပည့်တော်တို့သည်ဘုရားမြတ်စွာသာသနာတော်မြတ်ကြီးအရှိခံလေးရဲ့တည်တံ့ပြတ်ပွားစေရန်ရှိတန်ကြပါသောကြောင့်သာသနာတော်ကိုချီးမြှောက်ထောက်ပံ့သောအဖြစ်ဓမ္မဒါယသာသနာစင်တာကျောင်း၌အတွင်၌ပထမဝါဆို၍ပုရိမဝါဆို၍ပထမဘဝရဏနေဝေဘဝရဏပြုတော်မူသောသံဃာတော်အရှင်မြတ်အားကထိန်ကံဆောင်နိုင်ရန်အလုံးငါက
ကထိန်နေရသင်္ကန်းကိုလူတန်းပါကုန်၏ကထိန်သင်္ကန်းဤပရိဝါရဒါနအချမ်းရံဖြစ်သောလူပဲတမ်းွယ်တို့ကိုတန်ဃာတော်အရှင်မြတ်အသီးသီးတို့အားရှိမှန်းထားသည့်အတိုင်းလူတန်းပါကုန်၏ဓမ္မသာယသာသနာစင်တာကျောင်းတိုင်း၌တရင်သုံးတော်မူကြသောသံဃာတော်ရှင်မြတ်တို့အားစန္ဒနာထာဝရပရိသပင်ကိုစိုက်မြုပ်၍လူတန်းပါကုန်၏ဆောက်လုပ်လက်တံဖြစ်သောသောတုဇနမစ္စရိကျောင်းဆောင်၌ကုသိုလ်ပါဝင်လူတန်းပါကုန်၏တရဏဂုံသီလကိုစောင့်တည်ကြပြီပင်ပရိတ္တယာအနုမောဒနာဩဝါဒတရားတို့ကိုနာယူကြပါကုန်၏ဓမ္မပူဇာတရားတော်ကိုပူဇော်သောအဖြစ်ဝတ္ထုငွေတို့မှာဖြစ်ပေါ်လာသောပစ္စည်းလေးပါးကိုလူတန်းပါကုန်၏စံခဲဝဲပေါ်စဉ်ချွတ်ခြင်းရတာအဖျားပြတို့ကိုစက္ကပ်ပါကုန်၏ယနေ့ယခုအထုပ်ပြုလို့ရသောမဟာကထိန်အလှတော်ကျောင်းအလှတော်စတုပစ္စယအလှတော်